အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Lost City ပဲဖြစ်ပါတယ်ဒီနေ့ဆော့ပြမယ့် game က Roblox ချာ Evade ဆိုတဲ့ပြေးရတဲ့ game ပဲဖြစ်ပါတယ် game ထဲမှာတော့တပ်ပုံတွေကကျွန်တော်တို့ like ဖမ်းပြီးကျွန်တော်ကတော့တပ်ပုံရဲ့ရန်ကနေလွတ်အောင်ပြေးရမှာဖြစ်ပါတယ်သူတို့ကျွန်တော်တို့တိုင်းမိမယ်ဆိုရင်တော့ကျွန်တော်တို့နှော့ရမှာပဲဖြစ်ပါတယ်အခုမှတခြားလူတွေနှော့နေပါပြီသူတို့ကအပေါ်ထပ်မှထင်ပါတယ်ကျွန်တော်တကယ်လိုက်ပါမယ်သူတို့ကယ်လို့ရပါတယ်ဒီမှာကျွန်တော်လီကားပဲဖြစ်ပါတယ်ကဲကျွန်တော်စနေပါပြီအော်ကျွန်တော်တို့အပေါ်မှာနှောနေရမဟုတ်ပါအောက်မှာနှောနေရမှာနှောတဲ့လူမရှိတော့ပါလူတွေပဲတွေ့နေပါတယ်ကျွန်တော်တို့အတန်ကြားနေရတယ်ပါပဲတော်လေးစုဒါတော့ကျွန်တော်ရဲ့ကြောစီမှာပဲတယောက်ပြီးတယောက်နိုးနေလေနော်ကျွန်တော်တယောက်ပြီးတယောက်နိုးနေပါလေခုချိန်မှာတော့ကျွန်တော်လန့်နေပါတယ်ဗျာကျိုခဏလေးဒီမှာကျွန်တော်ခဏလေးရက်ပြီးလာမလားချိလိုက်ပါအောင်မယ်ဟိုတော်လေးရဆူနေတယ်တော်လေးရဆူနေတယ်ဒီလေးမိတ်တော့ဖြစ်နေတယ်ထန်တော့ဝိုင်းတယောက်ထန်တော့ဝိုင်းကျွန်တော်တယောက်ထန်တော့ဝိုင်းပေါ့နော်အော်ဆင်းမယ်ဦးရောက်မှဂျိုင်းပြက်ချင်လိုက်ဖမ်းနေအမလေးကျွန်မလိုက်ဖမ်းနေအောင်အမဓာတ်ပုံမဓာတ်ပုံမှာခုံတော့ခုံอ่ะဘာရကြောက်တယ်ဟာမကာတယောက်နိုးနေပေါ့ကျွန်တော်တယောက်ဟိုကျွန်တော်အသက်ရှင်သွားပါတယ်လာတော့ကျွန်တော်အချိန်နဲ့3မိနစ်အသက်ရှင်တာလုံးမရမယ်ခေါ်ကျွန်တော်ဖုန်းလို့ဆုံးနေရလားအောက်ထပ်ဆင်းမယ်ဆိုဒီထမ်းဘယ်လိုဖြစ်ဖြစ်ဒီထမ်းမှာတော့ကျွန်တော်အစင်မပြေလားမပြေလဲရအောင်ပြေးမှာပါကောင်းရောအောက်ရောက်ဝိုင်း Angry Musi ဘာရကျဆနမေတူတဲ့ကျွန်တော်အတိုင်ချာနေရကျွန်တော်လိုက်နေပြီကြောက်စရိုက်ချာနေရကြောက်ချာနေရဘယ်နေရာတော့နိုးရတာမေတူနဲ့တွေ့လိုက်လားကျွန်တော်မေတူနဲ့တွေ့လိုက်လားအမလီတိုင်းမိကုန်ထန်တော့ပါပြီနောက်တစ်ယောက်ထန်တော့ဝိုင်းအမလီကျွန်တော်ဝိုင်း